မင်္ဂလာပါ behind the scenes of beverage ယမကာများ၏နောက်ကွယ်မှာအကြောင်းအရာများမှတင်ဆက်လိုက်ပါတယ်အခုကျွန်တော်တင်ဆက်ခြင်းတဲ့အကြောင်းအရာကတော့ brandy နဲ့ Activia ဆိုတဲ့အရက်နှစ်မျိုးအကြောင်းပါအခုစရှင်းမဲ့ရက်က brandy ပေါ့နော် brandy ကိုကုန်ချမ်းရေဘဝအပြင်အတီးရချက်တယ်လို့ပဲအဓိပ္ပာယ်ရပါနော်အနမ်းချက်တဲ့ကောင် brandy တော့တက်လို့မရဘူးနောက်ပြီးတော့နေအောင်ဥကနေချက်တဲ့ကောင်လည်း brandy တော့ပြောလို့မရဘူး brandy လို့ပြောပြီးဆိုလို့ရှိရင်အဲ့ဒီအရက်ဒီအတီးရချက်တဲ့အရက်ဖြစ်လေဒါပေမဲ့ဘာဒီလဲစပစ်တီးရချက်တဲ့ကောင်ကအဓိကပေါ့နော်အဲ့လိုစပစ်တီးရချက်တဲ့မဟုတ်ဘူးဆိုရင်သူရှေ့မှာအဲ့အတီးရနာမည်ကိုထည့်ပေးရတယ်ဥပမာဒါပါမမန် brandy ဒါနနက် brandy တခုပေါ့ apricot brandy apple brandy တခုထည့်ပေးရမယ်မပါဘူးဆိုရင်ဒီ brandy ကဘယ်လောက်တာလဲစပစ်တီးရထုတ်တဲ့စပစ်ဝိုင်ရထုတ်တဲ့ဟောပါနော်အရက်ပေါ့နော်အဲ့တော့ brandy ဘယ်လိုဖြစ်ပေါ်လာလဲဆိုတဲ့အခါက brandy ဆိုတာကတကယ်တော့ Dutch ဘာသာစကားပေါ့နော် Dutch ဆိုတာ Holland Netherlands နိုင်ငံသုံးမိရတယ်ပေါ့လေကျွန်တော်ပြင်သစ်နိုင်ငံရဲ့အနောက်ဘက်ခြမ်းဒီ Atlantic ပင်လယ်နဲ့ထိစပ်နေတဲ့အတွက်အဲ့ Atlantic ပင်လယ်ကနေအပေါ်တက်မြောက်ဘက်တက်သွားမယ်ဆိုရင်အင်္ဂလန်ရောက်မယ်အင်္ဂလန်ကနေထပ်အင်္ဂလန်ကို English Channel လို့ခေါ်တယ် English Channel ပြင်သစ်နဲ့အင်္ဂလိပ်ကကြားဆက်သွားလို့ရှိရင်အပေါ်မှာရှိတဲ့ Scandinavian နိုင်ငံတွေ Sweden Norway Denmarkနော်အဲ့မနိုင်ငံတွေရောက်တယ်ပေါ့နော်အဲ့နိုင်ငံတွေကရာသီဥတုကျန်းတဲ့ခါကျတော့တောင်အသီးနှံတွေစိုက်ပျိုးမဖြစ်ထွန်းပေါ့နော်အောက်ပြီးအောက်ရောက်လာပြီးတော့ကုန်တယ်ကူးသန်းပေါ့နော်ပြင်သစ်နိုင်ငံရောက်တဲ့ခါပြင်သစ်နဲ့အဓိကကုန်ကူးသန်းတာပေါ့နော်အဲ့ဒီမှာပြင်သစ်ကထွက်ကုန်ဖြစ်တဲ့ဒီဝိုင်တွေကိုတင်သွားကြတယ်သူတို့မှလည်းထွက်ကုန်ရှိမှာပေါ့လေတင်မောတွေနဲ့အဲ့ dash လို့ခေါ်တဲ့ကုန်တယ်တွေကပြင်သစ်ကိုအဲ့ဘော်ဒိုးစိတ်ကမ်းဘက်ကိုကုန်တယ်တဲ့ခါကျတော့အဲ့ဒီမှာဝိုင်တွေကိုသူတို့နိုင်ငံကိုပြန်တင်သွားတာပေါ့နော်ဝိုင်တစ်သားစီမှာထည့်တာပေါ့ဒီကြောင့်တစ်သားစီတွေဒီမှာဝိုင်နေတရတာများတယ်ကွာတင်မောလဲအများကြီးတင်လူးတယ်ပေါ့ကွာအဲ့တော့သူကဘာလုပ်လဲဆိုရင်ဒီစိတ်ကမ်းမှာပဲပြင်းတဲ့စိတ်ကမ်းမှာပဲဝိုင်တွေကိုအပူပေးတဲ့ခေါ်မလား distill လုပ်တဲ့ခေါ်မလားဘယ်လိုပေါင်းခံတဲ့ခေါ်မလားဘယ်လိုလဲတော့မသိဘူးအပူပေးတဲ့လောလောဆယ်ရေးထားတယ်ချုပ်ဝိုင်ကိုချုပ်လိုက်တာပေါ့နော်ပြီးတော့သူတို့ကစိတ်ကမ်းရောက်မှပြန်ရေရောပြီးတော့ပြန်ရောင်းမယ်ပေါ့နော်အဲ့လိုနီးနေသွားတဲ့ခါကျတော့သူတို့ကခွန်ပေးရလည်းသက်သာတယ်တင်မောလဲပေါ့သွားတာပေါ့နော်ဒါပေမဲ့ dash ရောက်တဲ့ခါကျရင်သူတို့ကအဲ့ဒီဝိုင်တွေကိုရေမရောဘဲနဲ့တောက်ကြည့်တော့ပို့ပြီးရတာတွေ့သွားတာနော်ပြီးတော့အဲ့ဒါဆိုရေမရောဘဲနဲ့သူတို့တောက်ကြတာပေါ့ရောင်းတာပေါ့ဗျာအဲ့ဒါကိုသူတို့ဘာသာစကားရ brandy wine လို့ခေါ်တာ brandy ဆိုတာကlanguage ပြောမယ်ဆိုရင်အမီးတင်မီးပူပေးတာတော့ပေါ့နော် wine ဆိုတာကတော့ wine ပေါ့နော် brandy wine ကတော့ပြပြီးတော့ brandy ဆိုပြီးတော့နာမည်ကြံခဲ့တယ်ပေါ့လေအဲ့ brandy ကဒီခေတ်မှာသုံးတဲ့ brandy ဆိုတဲ့စကားလုံးကိုအဲ့ဒါနဲ့ဆင်းသက်လာတာပေါ့နော်စကားလုံးအဖြစ်သာ brandy wine brandy ကနေပြီး brandy ဆင်းသက်လာပေမဲ့ brandy ချက်တဲ့နီးကအဲ့ dash တွေလောက်တဲ့နီးတော့မဟုတ်ပါဘူးเนาะနာမည်သာဆွဲတာပါဒီချက်တဲ့နီးတော့မဟုတ်ဘူးเนาะချက်တဲ့နီးကဘလို့လောက်လိုက်လဲမသိဘူးပေါင်းခန္ဓာလားအပူပေးတယ်လို့တော့ပြောရတာပေါ့เนาะဆိုတော့dash တွေက brandy ဆောက်တယ်လို့မပြောနဲ့เนาะဒီ dash တွေအဲ့လိုလုပ်ခဲ့တဲ့အတန်တွေ brandy ကိုအဆွဲပြီးနောက်ပိုင်းမှာလူတွေက brandy လို့ခေါ်တယ်ပေါ့เนาะစကားလုံးသာပြောင်းဆွဲဟိုပါပေါ့စကားလုံးသာဆွဲလာပေါ့เนาะသူတို့ချက်နီးကိုဆွဲလာမဟုတ်ဘူးအဲ့ brandy ကတနိုင်ငံလုံးမှာတကဘာလုံးမှာချက်တယ်ပေါ့ဗျာအဓိကတော့စပစ်သီးပေါ်တဲ့နိုင်ငံတွေမှာချက်တယ်ပေါ့နော်အဲစပစ်သီးပေါ်တဲ့နိုင်ငံဆိုတာပြင်သစ်ကဝိုင်နေထုတ်တယ်ဗျာဝိုင်နေထုတ်တဲ့ခါကျတော့ဝိုင်နေမှာတောက်မကုန်တာရှိမယ်ဗျာပလင်းသွင်းတဲ့ကောင်တွေလည်းရှိမယ်ပလင်းမသွင်းနိုင်မဲနဲ့ဝိုင်နေစီထဲမှာရှိပြီးတော့ကြာရင်ပြက်မှာလဲဆိုတော့တပိုင်းနောက်ပြီးတော့အရက်ပြင်းတောက်ချင်လို့စပစ်ဝိုင်ကိုအရက်ချက်ချင်တယ်လို့လည်းရှိမှာပေါ့နော်အဲ့တော့ရှိသမျှစပစ်မျိုးနွယ်ရဲ့အားလုံးကချက်တဲ့ဝိုင်တွေကိုနေရာဒေသဟိုမှာပြင်သစ်မှာလည်းနယ်မြေရှိတာဟုတ်ကိုယ်နယ်မြေအသီးသီးရက်ချက်ကြတာပေါ့အဲ့ချက်လိုက်ကောင်ကဘာဖြစ်လဲ brandy ဖြစ်လာတာပေါ့နော် brandy လို့ပဲပြောပါဆို brandy ဖြစ်လာခါကျတော့တောက်သုံးမီးစမ်းချက်ခါကောညက်ဒေတာမှာရှိတဲ့အဲ့စပစ်တွေကချက်တဲ့ဒီ brandy တွေကအရသာပိုကောင်းတယ်ဒါပေမဲ့အဲ့ဒီကောညက်ဒေတာမှာရှိတဲ့စပစ်၃မျိုးကဘာလဲဆိုရင်ဥညီဘလောင်ကိုလွန်ဘာfour blanche လို့ခေါ်တယ် acidity 3မျိုးဒီ acidity ဒါများတယ်ချင်းတယ်နိသူတို့ကမချိုတဲ့ခါကျသူတို့အရက်ချက်တဲ့ခါကျရင်ပြရတယ်ဆို8% 9% ဒီလောက်ပဲအရက်ရဒါသူတို့လည်းချင်းတဲ့ရက်ကြတော့ဝိုင်းတော့ဘာဖြစ်မလဲတောက်မကောင်းတော့ဘာလုပ်မလဲအရက်ချက်ပြီပေါ့အရက်ချက်တဲ့ခါကျတော့ brandy ဖြစ်လာပေါ့တသားစီရထည့်ပြီးတော့ brandy ဖြစ်လာတဲ့ခါကျတော့အဲ့ဒီမှာထွက်တဲ့ brandy တွေက
တခြားပြင်သစ်နိုင်ငံတခြားနေရာမှာရှိတဲ့ brandy တဲ့အရေးသွေးတောက်လို့ပိုကောင်းလာတာပေါ့နာမည်ပိုရတယ်ဘာလို့ဆိုတော့သူတို့ရဲ့ပထဝီညီမြေလဲပါတာပေါ့လေရေမြေအဲ့ဒီကမြေကြီးလွှာတွေကြောင့်လဲပါတော့အဲ့စပစ်၃မျိုးကလည်း acidity များပြီးတော့တကယ်တောက်လို့မကောင်းပါမဲ့ brandy ချက်တဲ့ခါမှာအရန်ကောင်းတယ်ရတာဖြစ်စေတဲ့ brandy ကိုရရှိလာတာပေါ့နော်အဲ့တော့နောက်ပိုင်းမှာဒီကော့ညက်ဒေတာထွက်တဲ့ဒီ brandy ဆိုလို့ရှိရင် brandy လို့မခေါ်တော့ဘဲနဲ့ဘယ်လိုခေါ်လဲကော့ညက်ဒေတာကော့ညက်လို့ပဲခေါ်တာပေါ့နော်ကော့ညက်ပဲဖြစ်သွားတာပေါ့နော်သူ့ရဲ့အောက်ဖက်ပြည်နယ်အောက်ဖက်မှာလည်းအာမညက်ဆိုတဲ့ဒေတာရှိတယ်အာမညက်ကလည်းစပစ်မျိုးနဲ့တူတယ်4 blanche colomba uni blanc နောက်ထပ်သူကဘာတစ်ခုတာပါလဲဆိုတော့ Bargo 22A ဆိုတဲ့စပစ်အမျိုးအစားဖြစ်ပါတယ်အဲဒီစပစ်အမျိုးအစားကပြင်သစ်လူမျိုးပညာရှင် François Bargo ကနေပြီးတော့ American စပစ်မျိုးနွယ်ဖြစ်တဲ့ Noir ဆိုတဲ့စပစ်နဲ့ပြင်သစ်မျိုးနွယ် Fall Blanche အဲ့နှစ်ခုကို genetic engineering နဲ့ပေါင်းစပ်ထားတာပါဒီ Floxia လို့ခေါ်တဲ့စပစ်ပင်ရဲ့အမြင့်မှာလောက်ပိုးတွေ့တဲ့ယောဂကိုကုသဖို့အတွက် hybrid လုပ်လိုက်ခြင်းဖြစ်ပါတယ်အဲ့စပစ်တစ်မျိုးကအာမညက်ထုတ်လို့ရမှာပို့လာပါတယ်အာမညက်လို့ခေါ်အာမညက်ကတော့ဆိုကြံခဲ့တယ်သူကကော့ညက်လိုမျိုးနာမည်မကြီးဘူးနာမည်မကြီးတော့မဟုတ်ဘူးတိတ်ပြီးတော့ commercially မထုတ်နိုင်တော့ဘူးပေါ့နော်သူတို့ရှိတဲ့ brand တွေက Calvados, Chabot, Ginu အဲ့လိုတိတ်အများကြီးမရှိတော့ဘူးကော့ညက်မှာတော့များတယ် Hennessy တို့Remy Martin Camus Martel အစရှိတဲ့ပြင်ဟောလေ brand တော်များများရှိပါတယ် brandy တောက်တဲ့ခွက်ကိုbrandy sniffer bloom glass လို့လည်းပြောရပါတော့ bloom ဆိုဘောလုံးလို့ဖောင်းမပွားရီမို့လို့ပေါ့နော် brandy sniffer ဆိုတာက sniff ဆိုတာအနှံ့ခံတာပေါ့နော်တောက်လိုက်တဲ့အခါမှာဒီနှာခေါင်းကိုခွက်ကငုံသွားပြီးတော့ smell ကိုပါရရှိတဲ့အတွက် sniffer glass လို့ခေါ်တာပေါ့နော်brandy ကတော့ room temperature ချာတိုင်းပဲတောက်တယ်တချို့ဆိုနွေးအောင်လို့ဆိုပြီးအပူလို့ပေးတယ်ပေါ့နော်ခွက်ကိုရင်နွေးပူထည့်တယ်ခဏပူလာရင်နွေးလာရင်ခွက်ကိုသွန်ပြက်တုပ်ပြီးတော့ brandy ထည့်တယ်ပေါ့ကော့ညက်ကိုထည့်တောက်တယ်ပေါ့နော်အဲ့တော့နွေးတဲ့ခါကျတော့ alcohol ရဲ့ထုံးစံတိုင်းသူရဲ့ aroma ကို alcohol molecule တွေ arouse ပေါ့နော်ထကြွလာပြီးတော့အနှံ့တွေကိုလူကရတယ်မှုေးစေတယ်ပေါ့နော်တချို့ဆိုရင်လက်လေးနဲ့ပုတ်ပေးနေတာတွေ့ရတယ်ပေါ့နော်ခွက်ကိုနွေးအောင်လို့ပေါ့နော်အဲ့လိုမျိုးတောက်သုံးကြပါတယ်ပြီးတော့သူကတကယ်ကိုတက်နိုင်တဲ့စံတက်နိုင်တဲ့လူတွေပေါ့နော်ဒီစီးကားနဲ့ဒါ after dinner မှာအဲ့လိုတောက်ကြတာပေါ့နော်ဒါကတော့ brandy ကိုကျွန်တော်အကြမ်းဖြင်းတင်ပြခြင်းဖြစ်ပါတယ်ဒီမှာပြောကြတစ်ခုရှိပါတယ် brandy ဟာအရက်ပေါင်းအိုးကနေကြလာခြင်းပေါ့နော် brandy လို့မခေါ်သေးပါဘူး brandy လို့ခေါ်ခြင်းเนาะဒီကြလာတဲ့အရက်ဖြူတန်းကိုပေါ့နော်အဲ့ရက်ဖြူတန်းကိုတစ်သားစီထဲမှာတင်လျောက်ပတ်တဲ့တက်တန်းနှစ်ချို့ပြီးမှဒါလင်း brandy ဖြစ်ပါတယ်ပြီးရင်သူတို့အယောင်တင်တယ်ပေါ့နော်ဒီ brandy process တိုင်းလို့မှ brandy လို့ခေါ်ပါတယ်ကော့ညက်ဆိုရင်ဒုတိယကြိမ်ပေါ့နော်ပေါင်းကြောင်ဟိုကကြလာတဲ့အရေးရက်ဖြူတန်းကိုတစ်သားစီထဲမထည့်နှစ်မချို့ပဲ stainless steel can ထဲမှာထည့်ပြီးတော့ပလင်းသွင်းပြီးတော့အေးခံတောက်တဲ့ရက်ကိုတော့ OutDV လို့ခေါ်ပါတယ်အဲ့ OutDV အကြောင်းကိုကျွန်တော်ပြီးရင်သက်ဆက်လက်တင်ပြပါမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ